မနဲ့နိုးလာတာနဲ့ဘာမှမလုပ်ရသေးပဲကိုယ့်ရဲ့ energy ကုန်နေပြီလို့ခံစားနေရလားအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ energy ကောင်းအောင်ဘယ်လိုနေထိုင်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကို share လုပ်ပေးသွားမှာပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားတာနဲ့နေ့တိုင်းမှာကိုယ့်ရဲ့ energy ပိုကောင်းလာပြီးကိုယ့်ရဲ့စိတ်တွေကလည်းအေးချမ်းလာတာကိုတွေ့ရပါလိမ့်မယ်လူတော်တော်များများကမနဲ့နိုးလာတာနဲ့ခန္ဓာကိုယ်ကြီးကလည်းနှုံးချိပြီးတော့အရန်ကိုပင်ပန်းနေတတ်တယ်။အခါတလေမှာကိုယ့်ရဲ့အိတ်ချိန်ကလုံလောက်ပြီးမဲ့လဲဒေါသထွက်လွေတာမဖြစ်သေးတဲ့အရာတွေကိုစိုးရိမ်နေတတ်တာမျိုးပေါ့။ energy ကောင်းနေဆိုတာအမြဲတမ်းပျော်ရွှင်နေရမယ်လို့မဆိုလိုပါဘူး။ကိုယ်ဒေါသထွက်လိုက်တဲ့အချိန်မှာတောင်မှအေးအေးဆေးဆေးနဲ့ပြန်ပြီးထိန်းသိမ်းနိုင်မှာဖြစ်တယ်။ဒီလိုမျိုး emotional balance ဖြစ်အောင်လုပ်နိုင်တာကလည်း energy ကောင်းအောင်လုပ်တာနဲ့အတူတူပါပဲ energy ကောင်းကျင်တယ်ဆိုရင်ဒီအချက်တွေကိုနေ့တိုင်းလိုက်လုပ်ကြည့်ပါနံပါတ်1မနဲ့နိုးချင်းဖုန်းလုံးဝမသုံးပါနဲ့ဘာကြောင့်လဲဆိုတော့ social media မှာမကောင်းတဲ့သတင်းတွေမကောင်းတဲ့အရာတွေကိုမနဲ့အစိုးရမှာကြည့်မိလိုက်လို့ရှိရင်ကိုယ့်ရဲ့ energy တွေကလည်းတနေ့ကုန်ဘာဖြစ်လို့ဖြစ်နေမှမသိဘဲနဲ့ energy တွေကျနေတတ်ပါတယ်နံပါတ်2ကိုဒီနေ့မှာဘယ်လို energy မျိုးနဲ့နေထိုင်ခြင်းလဲဆိုတာကိုကိုမေးကြည့်ပါဒီလိုမျိုးမေးခြင်းအပြင်လည်းကိုယ့်ရဲ့ energy ကိုကောင်းတဲ့အရာတွေကိုပို့ပြီးတော့တွေးစေပါတယ်နံပါတ်3ညအိတ်ခဏီတိုင်းမှာဒီနေ့တစ်နေ့တာလုံးကိုဖြတ်တန်းခဲ့ရတဲ့အရာတွေကကျေးဇူးတင်စရာအချက်3ချက်ကိုစဉ်းစားကြည့်ပါ gratitude practice ကိုလုပ်ခြင်းအပြင်ကိုယ့်ရဲ့ energy တွေကလည်းပိုကောင်းလာပြီးတော့ကိုယ့်ရဲ့စိတ်ကိုပိုပြီးတော့တည်ငြိမ်လာစေပါတယ်နောက်ဆုံးအနေနဲ့သတိရစေချင်တာကတော့ energy ကောင်းချင်တယ်ဆိုရင်ပြင်ပလူတွေကိုပြောင်းလဲဖို့စ조사တာထက်ကိုယ့်ရဲ့အတွင်းစိတ်ကိုဂရုစိုက်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်ကိုယ့်အတွင်းထဲကပြောင်းလဲမှုကပဲကိုယ့်ရဲ့ energy ကိုပြောင်းလဲစေတာပါဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုရင်ဒီမိုက် page လေးကို like and subscribe လုပ်ထားပေးပါနောက်ထပ်လို့ healing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်လို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုင်းဘိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်